ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအလေးကတော့ What If Season 1တော့ပရိသတ်တွေကြားမှာအကြိုက်တွေ့သေးခဲ့တဲ့ Marvel Zombie ကားလေးပဲဖြစ်ပါတယ်။ကဲအားလုံးပဲဇလန်းလေးကိုကျွန်တော်တို့စီးမျောလိုက်ရအောင်ပါ။ဇလန်းလေးရဲ့အစမှာတော့တောထဲမှာ Zombie တစ်ကောင်ထပ်မံရှင်းနေပြီးတဲ့နောက်မှာကိတ်ဟာသူမရဲ့အဖွဲဘေးကင်းတာတေးချောင်လုပ်ပြီးတော့အနီးဆုံးမြို့ကိုသွားမဲ့လမ်းမှာသူမရဲ့တငယ်ချင်းတွေကိုဆက်လက်ဦးဆောင်ခဲ့ပါတယ်။ပစ္စည်းတချို့စူဆောင်းနေချိန်မှာပဲသူတို့၃ယောက်ကခွင်ချက်လေးပြတ်ကြတာအောင်မျက်မြင်တွေ့လိုက်ရပြီးတော့အသက်ရှင်ကြံမဲ့သူတွေကိုရှာဖွေဖို့တက်ဆုံးဖြတ်ခဲ့ပါတယ်။ဒါမဲ့သူတို့တွေ့လိုက်ရတာကတော့လေရင်မှုရဲ့အလောင်းသာဖြစ်ပြီးတော့ရီကသူ့ဝါမိုက်ထဲမှာတခုခုအာရုံခံမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာကမ်မလာလေရင်မှုဝတ်ထားဖို့ကြိုးစားခဲ့တယ်ပစ္စည်းကိုထုတ်ယူဖို့အတွက်အလောင်းဖွင့်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့မကြခင်မှာပဲသူကူးဆက်ခံထားရတယ်ဆိုတော့သိလိုက်ရပါတယ်။ကံကောင်းစွာနဲ့ပဲဇိုမီယာထိုင်အောင်ကပတ်ကြောင့်ညက်နေပြီးတော့မထနိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီလိုဖြစ်နေရင်တော့မှလေရင်အပြင်ဘက်မှာတစုံတစ်ယောက်ကဘုံတစ်လုံးကိုပစ်လိုက်တဲ့အတွက်သူတို့အသက်အနေနဲ့ကြုံလိုက်ရပါတယ်။ဘုံထိမှန်ပြီးတဲ့နောက်မှာတော့ Friday ကလည်းဖျက်ဆီးခံလိုက်ရပြီးတော့ကမ်မလာဟာသူ့တငယ်ချင်းရဲ့အလောင်းတဲဖို့အတွက်သူမရဲ့ဆွမ်းအားတွေအသုံးပြုခဲ့တဲ့ချိန်မှာခိတ်ကတော့အဆောက်အုံတစ်ခုရဲ့ထိတ်ကဇိုမီတစ်ကောင်နဲ့ပစ်ခတ်နေခဲ့ပါတယ်။ညနေဆောင်မှာတော့သူတို့၃ယောက်ဟာအိမ်ကိုပြန်လာခဲ့ကြပါတယ်။ညစာပြည်စင်နေချိန်မှာရီယာတိုနီစထရက်ရဲ့အာယုံစုကိုစစ်အုပ်ဖြစ်ပြောင်းလဲဖို့ဘလို့ခိုးယူခဲ့ဆိုတော့ပြပြခဲ့ပါတယ်။လေမှုရဲ့ဝမ်ဘိုက်ထဲမှာဖွက်ထားတဲ့ပစ္စည်းကိုခွဲခြားစိတ်ပြပြီးတဲ့နောက်မှာတော့ရီယာဒါဂျိုသားတွေကြောက်ပုတ်လွတ်နိုင်တဲ့အချက်ပြစိတ်ဖြစ်တယ်လို့ပြပြခဲ့ပါတယ်။ရီရဲ့လေးလာချက်အရာဒီကရိယာကိုလေရင်မှုရဲ့ဝမ်ဘိုက်ထဲမှာထည့်သွင်းနိုင်မှုကြုံနာတာဖြစ်ပြီးတော့ဇွန်မီတွေကြီးစိုးတာနဲ့ကဘာဂျိုကဲတင်နိုင်မဲ့ Project Life Shot ရဲ့စိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတော့တည်သွားခဲ့ပါတယ်။ဒီလိုသိခဲ့တဲ့ကရိယာဟာကဘာကြီးကိုကဲတင်မှုအသုံးပြုနိုင်တယ်ဆိုတော့ယုံကြည်တာမလို့ခိတ်နဲ့သူမရဲ့တငယ်ချင်းတွေဟာဒါကိုရှီးအခြေဆိုင်စခန်းစီကိုယူဆောင်သွားမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြပါတယ်။လက်တစ်ပတ်ရောက်တော့သူတို့၃ယောက်ဟာတောင်တန်းတစ်ခုကိုတွေးလိုက်ရပြီးတော့အများဆုံးလမ်းတိုင်းသွားဖို့အတွက်ဖြတ်ကျော်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လက်စည်းလက်နေတဲ့မိုးတိတ်ကြီးဟာသူတို့ကားစီကိုချစ်ကပ်လာတာကိုတတိထားပြီးတော့ကမ်မလာကသူမတငယ်ချင်းတွေကိုတတိပေးလိုက်ပြီးတော့ရီရဲ့အရှိန်မြင့်မောင်းလိုက်ပါတယ်။ဒါပေမဲ့လမ်းတစ်ပေါ်မှာပဲကားကိုလက်စည်းထိမှန်ပြီးတော့မှောက်သွားခဲ့ပါတယ်။ကမ်မလာကပတင်းပေါက်တွေပတ်လည်မှာဒိုင်းတစ်ခုဖန်တီးလိုက်ပြီးတော့သူမတငယ်ချင်းတွေမထိခိုက်အောင်ကာကွယ်နိုင်ခဲ့ပါတယ်။ကားထဲကနေထွက်လာတဲ့အခါသူတို့ကဖုံဖုံတွေချစ်ကပ်လာတာတွေ့လိုက်ရပြီးတော့ပုံမှုကြောက်တုံးနောက်ကိုပြေးခဲ့ကြပါတယ်။ဘာတွေဖြစ်နေလဲဆိုတော့စဉ်းစားဖို့ကြိုးစားနေတော့မှပဲကောင်းကင်ကိုမောကြည့်လိုက်တော့လူနှစ်ဦးကတိန်နေရဲ့အပေါ်မှာတိုက်ခိုက်နေကြတာကိုတတိထားမိခဲ့ကြပါတယ်။ရုတ်တရက်ပောက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီးတော့သူတို့ကဇိုမေအုပ်ကြီးဝိုင်းနေပြီဆိုတာကိုသိလိုက်ရပါတယ်။ Friday ရဲ့အကူအညီနဲ့ရီယာဖုတ်ကောင်တချို့ဖောက်ခွဲလိုက်ပြီးတော့ကမ်မလာကတော့သူမရဲ့ဒိုင်းကနေဖုတ်ကောင်တွေကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာတော့တတော်ဝါနှစ်ကောင်ကကဘာမြေပြုတ်ကျလာခဲ့ပြီးတော့ခိတ်ကတော့သူတို့နှစ်ဦးကတောင်တန်းတွေရဲ့အလယ်မှာလမ်းကြောင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီးတော့လူလုတောင်တန်းတစ်ခုဖြစ်စေခဲ့တာကိုသိလိုက်ရပါတော့တယ်။ပြတ်တန်းလာတဲ့ဇိုမီဟာသူမစီကိုဦးတီလာတာကိုမြင်တော့ခိတ်ကအရင်တိုက်ပွဲမှာဇိုမီစီကနေခိုးယူခဲ့တဲ့မြားကိုစက်သက်မယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ပြစ်လွှတ်လိုက်ပါတယ်။ဒါပေမဲ့ဇိုမီရဲ့ခန္ဓာကိုယ်ထိုးဖောက်နိုင်ခဲ့ပေမဲ့မြားမှာအထူးအဆွမ်းမရှိဘူးဆိုတာကိုတွေးလိုက်ရပါတယ်။မြားထိမှန်ပြီးတဲ့နောက်မှာတော့ဇိုမီကကဲ့ရဲ့ခေါင်းကိုရောက်ဒီတစ်ခုပြစ်လွတ်လိုက်ပြီးတော့ကမ်မလာကသူမတငယ်ချင်းကိုကူညီဖို့အတွက်ပြေးသွားခဲ့ပါတယ်။ဒီအချိန်မှာရီယာဖုတ်ကောင်တစ်ကောင်ရဲ့ကြိုက်တာကိုခတ်ခဲ့ရပြီးတော့ပြောင်းလဲတာကိုကာကွယ်ဖို့အတွက်သူမကိုယ်တိုင်ထုတ်လုပ်ထားတဲ့ဆေးကိုစမ်းသပ်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ကမ်မလာအနေနဲ့ကြုံတွေ့နေရတာကိုမြင်တော့ရီယာ Friday ကိုသူမတငယ်ချင်းကိုဘေးကိရအောင်ခေါ်ဆောင်သွားပြီးတော့ရှီရဲ့ဌာနချုပ်ကိုပို့ဆောင်ရမယ်အချက်ပြဆက်ကိုပေးဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။သူမရဲ့အမိန့်တွေကိုဆောင်ရွက်ပြီးတဲ့နောက်မှာတော့ဆက်ရုပ်ဟာတိုင်ဝမ်တွေကိုပြန်လာခဲ့ပြီးတော့ကမ်မလာကတော့ပောက်ခွဲတာတွေမထိအောင်လို့ပြေးရပါတော့တယ်။ဇိုမီယာသူမကိုလိုက်မိဖို့ကြိုးစားနေချိန်မှာနောက်ထပ်တစ်ကောင်ကတော့သူမကိုကောက်ခွဲဖို့တိုက်ခိုက်နေပါတယ်။ကမ်မလာလဲကျသွားတဲ့အခါမှာတော့တစုံတစ်ယောက်ကသူမကိုကယ်ဖို့ပေါ်လာပါတော့တယ်။နိုင်အနေငယ်ကြာပြီးတဲ့နောက်မှာတော့သူမနိုးလာပြီးတော့နဖျားတွေရဲ့ကြိုင်ဝမ်းနဲ့ဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ကိုကူညီဖို့အတွက်ခွန်ရှူကဆစ်လို့လိုက်တယ်ဗလိတ်နဲ့မျက်နှာချင်းတိုင်းတွေ့ဆုံခဲ့ပါတယ်။သူမရဲ့တငယ်ချင်းတွေဘာဖြစ်သွားလဲလို့ကမ်မလာမေးလိုက်တဲ့အခါသူတို့ကပျောက်ဆုံးနေတယ်ဆိုတာကိုသိလိုက်ရပြီးတော့ဗလိတ်ကသူမကိုအိုဝိုင်းအောင်ခေါ်သွားမယ်လို့ပြောပါတယ်။ရှီရဲ့အခြေစိုက်စကန်တစ်ခုကိုရောက်တဲ့အခါဇုံတွဲကသူတို့သွားလမ်းကိုဖယ်ပေးတယ်ဇိုမီစစ်တပ်တစ်ခုနဲ့ကြုံတွေ့ရပါတယ်။မကြခင်မှာပဲကမ်မလာကဒီဇိုမီတွေကိုအစစ်မြင့်ဒီပညာသုံးကရိယာတစ်ခုကိုအသုံးပြုပြီးတော့သူတို့လှုပ်ရှားမှုတွေကိုအမိတ်ပေးနေတယ်မိုလီနာကထိန်းချုပ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာတော့ဘလိတ်ကသူ့ကိုယ်သူအီဂျစ်လနတ်ဖယားခွန်ရှူရဲ့အဗတာအဖြစ်မိတ်ဆက်ခဲ့ပြီးတော့ကမ်မလာကသူမနဲ့သူမတငယ်ချင်းတွေရှာတွေ့ခဲ့တဲ့ကရိယာကိုပြသခဲ့ပါတယ်။ကရိယာကိုစစ်ဆေးလိုက်တဲ့အခါမိုလီနာကဒါကနိုဗာခေါ်လို့ခေါ်တဲ့ဂျိုများကြအာနာပိုင်အဖွဲ့ကိုဆက်သွယ်ဖို့တိတိကျကျဒီဇိုင်းထုတ်ထားတဲ့နေဘယ်ခွဲကျိန်တုံးထုတ်လွှင့်တယ်လို့ပြပါတယ်။ရှီကတော့သူတို့မှာဇွန်မီတွေကိုချိန်မုံဖို့လိုအပ်တဲ့နီးပညာရှိတယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့ဝါကန်နာမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရဲ့အကျိုးဆက်ကကမ္ဘာလေထုမှာရေဒီယိုလိုင်းတွေဝင်ရောက်တာနဲ့ထွက်ခွာတာကိုတားဆီးတဲ့အတားဆီးတစ်ခုကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။အဲ့ဒါမလို့နိုဗာကိုဆက်သွယ်ခြင်းလို့ရှိရင်လေထုအပြင်ဘက်ကနေထုတ်လွှင့်ရမှာဖြစ်ပါတယ်။ဒါကရှီအေဂျင့်တွေရဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒါပေမဲ့အကောင့်ထဲမပေါ်မိမှာပဲစခန်းကိုဇိုမီအုပ်စုတစ်ခုကဝင်ရောက်ခဲ့ပြီးတော့အချက်ပြဆက်ကိုဘေးကင်းရနေအောင်တက်ဆောက်ဖို့အတွက်ပုံစံသေးသေးလေးအဖြစ်ပြောင်းလဲလိုက်ရပါတယ်။စကားပြောနေချိန်မှာပဲအချက်ပေးတဲ့အားလည်းထွက်ပေါ်လာပြီးတော့မိုလီနာကစခန်းအရဲ့ဘက်မှာမျက်လုံးတွေနီနေတဲ့ဇိုမီတစ်ကောင်ရှိနေတာကိုသတိထားမိခဲ့ပါတယ်။ဗလိတ်ပြောပြတာတွေအရာဒါကဇိုမီတွေရဲ့ဘေးမှာဖြစ်တဲ့ဘန်ဒါမက်ဇီမော့ဖြစ်ပြီးတော့အခြားအဖန်ဂျာတွေနဲ့တူရှိနေတာပဲဖြစ်ပါတယ်။အချက်ပြတဲ့ဟာဒီအခန်းထဲမှာရှိနေတာကိုသိလိုက်ရတဲ့အခါဘန်ဒါကသူမရဲ့ဇိုမီအုပ်စုကိုဒီနေရာကိုကျူးကျော်ဖို့ဆေးလုပ်ခဲ့ပါတယ်။အဲ့ဒါပြီးတော့ရက်ဂါနီယန်ဖြစ်တဲ့အလက်ဇီရှက်စတီကော့ဖ်ကသူ့ရဲ့အဖွဲကိုစခန်းပတ်လည်မှာစိုက်ထားတဲ့ဘုံတွေကိုပြစ်လို့ဖို့အမိန့်ပေးခဲ့ပါတယ်။
ဒီနီမျိုးဟာကသူတို့တက်ရဲ့လူတော်တော်များများကိုရှင်းလင်းနိုင်ခဲ့ပေမဲ့မိုလီနာကတိုက်ခိုက်ရမယ့်ဇွန်ဘီတွေအများကြီးကြံနေသေးတယ်ဆိုတာကိုသိပြီးတော့သူမရဲ့ဇွန်ဘီတွေကိုတိုက်ပွဲစတင်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်စစ်ပွဲအတွင်းမှာဇွန်ဘီဖြစ်သွားတဲ့ကပရီအမေရိကဟာခေါမိုးပေါ်ပိတ်ချခံခဲ့ရပြီးတော့လေပြိုနေတဲ့တစ်စိတ်ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူကအလက်စီနဲ့တွေ့ဆုံခဲ့ပြီးတော့သူတို့နှစ်ဦးလုံးတိုက်ခိုက်ခဲ့ကြချိန်မှာကင်မရာနဲ့သူမရဲ့အဖွဲ့ရတော့စင်းကြံလန်းတွေကိုကာကွယ်ခဲ့ကြပါတယ်အကြိမ်ပေါင်းများစွာထိမှန်ပေမဲ့အလက်စီကတော့တိုက်ပွဲကိုလက်မလျှော့ဘဲနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့သူ့ရဲ့ရန်သူကိုချိန်မုန်းလိုက်ပါတယ်အဲ့ဒီအချိန်မှာမိုလီနာစခန်းကိုတိတ်ပိုက်ခံရပြီဆိုတော့တိလိုက်ရပြီးတော့ဘန်နာနဲ့သူမရဲ့စစ်တပ်ကအချက်ပြဆက်ကိုမရရှိအောင်တားဆီးဖို့အတွက်အသက်ရှင်နေတဲ့သူတွေကိုထွက်ပြေးဖို့အတွက်အမိန့်ပေးခဲ့ပါတယ်မိုလီနာနောက်မှနေခဲ့ဖို့ဆုံးဖြတ်ခဲ့ပြီးတော့အလက်စီကိုကင်မရာကိုကာကွယ်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်သူမရဲ့လက်ထဲမှာအနာဂတ်ကိုကင်နာပြီးတော့တိုက်ခိုက်ရတော့မယ့်အချိန်မှာအမျိုးသမီးကဇွန်ဘီတွေကိုထိတ်ချုပ်ပြီးတော့သူတို့ရဲ့ခေါင်းဆောင်ကိုပြတ်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့သူမချက်ကက်လာချိန်မှာဘန်နာထညုတ်ကရိယာကိုဖျက်ဆီးနိုင်ခဲ့ပြီးတော့သူမရဲ့လှန်တဲ့မိုလီနာကိုခန့်နာကိုထိုးဖောက်ခဲ့ပါတယ်ရှင်သူချက်ကက်လာတာကိုအာယုံခံပြီးတော့ဘလိတ်ကနောက်ထပ်တိုက်ပွဲတစ်ခုအတွက်သူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့သူတို့နောက်ကိုလိုက်လာတဲ့ဇွန်ဘီကိုရှင်းလင်းလိုက်ပါတယ်ရင်ရင်နာအနေကနေထွက်ပြေးဖို့အတွက်ဆိုင်ငယ်တွေယူပြီးတဲ့နောက်မှာတော့သူတို့ဖွဲ့ကဘန်နာရဲ့တပည့်တစ်ယောက်ကသူတို့နောက်ကိုလိုက်နေဆိုတော့သိလိုက်ရပါတယ်အဲဒါကြောင့်မလို့အလီနာသူ့ကိုဖောက်ခွဲပစ်ဖို့အတွက်ဘုံတွေကိုဖွင့်လိုက်ပါတယ်သူမရဲ့အမေဟာစခန်းမှာနေခဲ့တယ်ဆိုတော့သိလိုက်ရတဲ့အခါမှာတော့အလီနာဝမ်းနဲ့သွားခဲ့ပါတယ်မိုလီနာကိုဆော့ရှုံးလိုက်ရတာမလို့ဝမ်းနဲ့ပူဆင်းနေတဲ့အလက်ဂျီကနှက်သိမ့်ပေးခဲ့ရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကဘာဂျုံဇိုဘီတွေမသိမ့်ပိုက်ခင်မှာခီတီနဲ့ရှန်ဂျီတို့ဟာအသက်ရှင်မဲ့နီးလုံးရှာဖွေဖို့တက်ပူးပေါင်းခဲ့ကြပြီးတော့ထိတ်လက်စရာမြင်ကွင်းကိုမျက်မြင်တွေ့မြင်ခဲ့ရပါတယ်ဇိုမီတွေပြေသူတို့နှစ်ဦးကသူတို့ရဲ့မြို့တွေကအဆောက်အုံတစ်ခုကို AMI အစ်ဆက်ပိုးမွားတွေကတိမ့်ပိုက်ထားတာကိုတွေ့ခဲ့ရပါတယ်အဲ့ဒါပြီးတော့သူတို့မျောလင့်မထားတဲ့အချိန်မှာပိုကြီးတဲ့ငှက်တစ်ကောင်ပေါ်လာပြီးတော့အဲ့ဒီကောင်တွေကိုကိုက်စားခဲ့ပါတယ်ဘာတွေဖြစ်နေလဲဆိုတော့နားမလဲပဲသူတို့တငယ်ချင်းနှစ်ယောက်ကလည်းထွက်ပြေးခဲ့ကြပါတယ်ဒါပေမဲ့ရုတ်တရက်သူတို့ပတ်ဝန်းကျင်ရဲ့လူတွေဟာလည်း AMI ကောင်တွေအဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာလူထုကပို့ပြီးတော့ထိတ်လန့်လာခဲ့ပါတော့တယ်အဆောက်အုံရဲ့လှေကလေးပေါ်ကနေလူဒါဇင်ပေါင်းများစွာပြုတ်ကျလာတာကိုမျက်မြင်တွေ့ပြီးတဲ့နောက်မှာတော့ခက်ရီနဲ့ရှန်ဂျီတို့ကကာယနာကနေရာစီကိုပြေးသွားခဲ့ကြပြီးတော့သူတို့ဘေးကရဗန်းညွန်ပေးတဲ့ FBI agent တူကကယ်တင်ခဲ့ပါတယ်သူတို့ထွက်ပြေးနေချိန်မှာပဲသူတို့အဖွဲ့ကဇွန်ဘီတွေဝိုင်းရနာကိုခံခဲ့ရပြီးတော့ရှန်ဂျီကသူတို့ရန်သူတွေကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုတုံးပြီးတိုက်ခိုက်ပါတော့တယ်အဲ့ဒီအချိန်မှာလေရင်တွေပေါ်လာပြီးတော့သူ့တောက်ကိုကယ်ဖို့အတွက်ကျွမ်းသူဟာတိုက်ပွဲတွေကိုဝင်ရောက်လာခဲ့ပါတယ်တိုက်ပွဲအတွင်းမှာကျွမ်းစုကသူ့တောက်ကိုက်ခတ်ရတာကိုမြင်လိုက်ရတဲ့အချိန်မှာသူ့ဆက်တာမပြတ်ပွားအောင်လို့တားဆီးဖို့အတွက်ထမ်ရင်ကိုသူ့သားစီကိုလွှဲပြောင်းပေးခဲ့ပါတယ်အဲ့နောက်မှာတော့ရှန်ချီကသူ့အဖေကဇွန်ဘီရဲ့ကြိုက်တောင်မြင်လိုက်ရပြီးတော့သူတို့နှစ်ယောက်ကိုတော့သူ့အဖေရဲ့တပည့်တွေကရဟတ်ရင်ထဲကိုရောက်ကူညီပေးခဲ့ပါတယ်။9နှစ်ကြာပြီးတဲ့နောက်မှာတော့ရှန်ချီတို့အဖွဲ့ကကားနဲ့ခီးသွားခဲ့ကြပြီးတော့လန်တော့မှာသူတို့နွားတွေခိုးဖို့ရောက်ရှိနေတဲ့စကယ်ရိုတွေကလိုက်နေတယ်ဆိုတော့သိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲရှန်ချီနဲ့ကေရီတို့ကခွင်းတွေကိုအသုံးပြုပြီးတော့သူတို့ရဲ့ရန်သူတွေကိုတိုက်ခတ်ချေမှုန်းခဲ့ကြပါတယ်။ချစ်ကပ်လာတဲ့အခြားသူတွေကိုရှင်းလင်းဖို့အတွက်သူတို့ရဲ့အဖွဲ့ရဲ့အကူအညီကိုရယူခဲ့ကြပါတယ်။ City of the Sea ကိုရောက်တဲ့အခါမှာတော့ရှန်ချီနဲ့သူ့တငယ်ချင်းတွေကရေပေါ်မြို့ပေါ်မှာခိုလုံမှုရောက်လာတဲ့ကင်မလာရဲ့အဖွဲ့တွေနဲ့တွေ့ခဲ့ကြပါတယ်။စီမိုဟာသူ့စီလာတဲ့နေထိုင်သူအစ်စ်တွေကိုကြိုဆိုခဲ့ပြီးတော့ရင်ငုပ်ဖို့အတွက်သူ့လူတွေအမိန့်ပေးခဲ့ပါတယ်။ City of the Sea ရဲ့ထူးခြားချက်ကတော့လူသားတွေကိုဖျက်ဆီးလူနေပါဖြစ်နေတဲ့ဇွန်ဘီတွေရန်ကနေဝဝေးနေပြီးတော့သမုတ်တဲ့အောက်မှာခိုလုံနေဖို့ပဲဖြစ်ပါတယ်။ညသာစားနေချိန်မှာတော့ရှန်ချီကကင်မလာရဲ့တငယ်ချင်းတွေနဲ့တူတူမျှဝေခဲ့ပြီးတော့သူတို့ဟာကဘာချိုကိုကယ်တင်နိုင်မဲ့အချက်ပြစနစ်ကိုပို့ဖို့အတွက်အာဂါသရေတစင်းကိုယူဖို့အတွက်နီယူအက်စ်ကမြို့ကိုသွားတော့မယ်ဆိုတာကိုသိခဲ့ရပါတယ်။အဲ့ဒီညမှာပင်လယ်ကိုဖြတ်ပြီးခီးသွားနေချိန်မှာဇီမိုကသူ့ရဲ့လှေကိုကျူးကျော်ဖို့ကြိုးစားနေတဲ့ပင်လယ်ဇွန်ဘီအုပ်စုကြီးတစ်ခုရှိနေဆိုတော့သတိပြုမိခဲ့ပေမဲ့အဲ့ဒီနေရာကဘလို့တိုက်ခိုက်တောင်မဆိုခန္ဓာရှိတယ်လို့သူကပြောခဲ့ပါတယ်။ညတကောင်ရန်အချိန်မှာတော့တန်တရားဖြစ်ပွဲစုညက်တဲ့တစ်ခုကြောင့်အဖွဲ့သားတွေကလည်းနိုးလာကြပါတယ်။အဲ့ဒီမှာတော့ဇီမိုကဇွန်ဘီတွေကိုအာရုံလွှဲဖို့အတွက်တစ်ခုတည်းသောနီလန်ဖြစ်တဲ့အလက်စီနဲ့သူ့တငယ်ချင်းတွေကိုထုတ်ပစ်ခဲ့ပါတယ်။ဇီမိုကတခြားအဖွဲ့တွေကိုဘာလုပ်ခဲ့လဲဆိုတော့သိလိုက်ရတဲ့အခါကျန်တဲ့အဖွဲ့သားတွေကလည်းသူတို့ရဲ့အလှည့်ပဲတော့ရောက်မလဲလို့တွေးလာပြီးတော့ရှန်ချီကသူ့တငယ်ချင်းအစ်စ်တွေကိုကူညီပေးဖို့အတွက်အခန်းထဲကနေထောက်ခွာဖို့အတွက်ကြိုးစားခဲ့ပါတယ်။ကောင်းကောင်းစွာနဲ့ပဲထုတ်ပြစ်မခံရခင်မှာခမလာသူမနဲ့သူမတငယ်ချင်းတွေပတ်လည်မှာဘူပေါင်းတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။အဲ့ဒါပြီးတော့အောက်ဆီဂျင်မကုန်ခင်မှာသူတို့ကရင်ငုပ်သင်းမောတဲ့ကိုပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘလိတ်ကသူ့ကိုနေမှာလိုက်နေရဆိုတော့သိလိုက်ရပြီးတော့ဇီမိုကသူ့ကိုအကာအကွယ်အခန်းတစ်ခုနဲ့ဖမ်းဆီးခဲ့ပါတယ်။ရုပ်တရက်အခြားစုံမီတွေကလည်းတင်မောကိုကျူးကျော်ဝင်ရောက်လာပြီးတော့ရှန်ချီရဲ့အဖွဲ့ကလည်းသူတို့တွေကိုရှင်းလင်းဖို့အတွက်ဝင်ရောက်လာခဲ့ကြပါတယ်။တိုက်ပွဲအတွင်းမှာတော့အခြားအဖွဲ့သားတွေကအတက်ကယ်လေးတွေစီကိုအမြန်သွားခဲ့ကြပြီးတော့အများစုကထွက်ပြေးနိုင်ခဲ့ပေမဲ့လီယိုနာနဲ့သူမတငယ်ချင်းတွေကတော့မရရှိခဲ့ပါဘူး။လျှက်ပင်မအခန်းရေလွှမ်းမှုသွားတဲ့အခါမှာတော့နေမှာသူ့ကိုယ်သူလွတ်မြောက်ဖို့အတွက်အကာအကွယ်အခန်းကိုဖြိုးချခဲ့ပြီးတော့ရင်ကုန်တင်မောစင်ကြံတဲ့တစ်ခုမှာပိတ်မိနေတဲ့လူတွေကိုလိုက်တိုက်ခဲ့ပါတော့တယ်။ကင်မရာနဲ့ရှန်ဂျီရဲ့စွမ်းအားတွေနဲ့တူသူတို့အဖွဲ့ဟာထိချုပ်ကန်းစီကိုဥတီတဲ့တကားတစ်ခုကိုဖွင့်နိုင်ခဲ့ပြီးတော့လီယိုနာစနစ်ကိုပြန်လည်စတင်ဖို့အတွက်အလှည့်မြတ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနေမှာသူတူးခဲ့တဲ့လူသားတိုင်းအောင်တပ်ဖြတ်ဖို့အတွက်သူ့ရဲ့လက်သေးတွေကိုတုံးခဲ့ပြီးတော့ဇီမိုဟာလည်းသူ့ရဲ့တားကောင်တအုပ်ဖြစ်လာခဲ့ပါတယ်။သူမကိုကွယ်ဖို့အတွက်သူမတငယ်ချင်းတွေစွတ်လွတ်နေတာကိုမြင်တော့ကင်မရာသူမရဲ့ရန်သူတွေကိုသွေးဆောင်မှုအတွက်အချက်ပြဆက်ကို9စာအဖြစ်အသုံးပြုခဲ့ပါတယ်။အဲ့ဒါပြီးတော့နေမှာသူမရဲ့လက်သီးကိုကိုက်လိုက်တဲ့အခါသူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့သူ့ရဲ့ခေါင်းကိုဖောက်ခွဲပစ်လိုက်ပါတော့တယ်။လီယိုနာကြောင့်သူတို့အဖွဲ့ကအတက်ကယ်လေးကိုရရှိနိုင်ခဲ့ပေမဲ့သူ့ရဲ့တမီယာရင်ကုတ်တင်မောနဲ့အတူနင်းမြုပ်တော့မယ်ဆိုတော့သိလိုက်ရတော့သူတို့နဲ့အတူဖမ်းသွားနိုင်ခဲ့တဲ့အတွက်နောက်လိုက်ရခဲ့ပါတယ်။အလက်ဒီကသူမနောက်ကိုလိုက်တော့ဖို့ကြိုးစားခဲ့ပေမဲ့လီယိုနာကဘာကိုကယ်တယ်မို့သူမရဲ့တာဝန်ကိုထမ်းဆောင်ပြီးတော့အသက်စတေးခဲ့တာပဲဖြစ်ပါတယ်။
လေကနေထွက်ခွာသွားပြီးတဲ့နောက်မှာတော့သူတို့အဖွဲ့ဟာနျူအခါစီကိုဥတီသွားခဲ့ပြီးတော့လီယိုနာကတော့သူ့ရဲ့ရှောက်လွှဲမရတဲ့အဆုံးသတ်ကိုစောင့်မျှော်ရင်းနဲ့ရက်တောက်နေခဲ့ပါတယ်ဇိုမီတွေကကဘာမျိုးမသိမ့်မိုက်ခင်အချိန်နဲ့အလိုမှာအဗန်ဂျာတွေကမိုင်းစတုန်းဝါကနာနီးပညာနဲ့အတူအသုံးပြုပြီးတော့ကုသခံရသူအားလုံးကုသဖို့ကြိုးစားခဲ့ပေမဲ့သူတို့ရဲ့အစီအစဉ်တွေကိုတာနိုကတားဆီးခဲ့ပါတယ်သူကလည်းဇိုမီဖြစ်ပြောင်းလဲခံခဲ့ရပေမဲ့သူ့ရဲ့လက်အိတ်ကိုထည့်ဖို့အတွက်မိုင်းစတုန်းကိုလိုက်ရှာနေတော့မှဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာစပိုက်ဒါမန်ကသူ့ရဲ့ပိတ်ကူမြင်နေတဲ့ရန်သူတွေကိုဖမ်းဆီးဖို့အတွက်ကြိုးစားခဲ့ပေမဲ့သူကအလွယ်တကူလွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတီချယ်လာကဇိုမီသားနိုကစစ်ကဲပြောင်းလဲနေပြီးတော့မကြခင်မှာပဲအဗန်ဂျာပဲဖြစ်လာလိမ့်မယ်ဆိုတော့သိလိုက်ရပါတယ်စပိုက်ဒါမန်နဲ့သူ့အဖွဲ့ဟာဇိုမီစစ်တပ်ရဲ့ဝါမျိုးတော်ကိုခံရတော့မယ့်အချိန်မှာသူ့ရဲ့ညီကိုရှင်းပေးခဲ့တဲ့တာနိုကိုတိုက်ခိုက်ဖို့တော်ဝါလဲပေါ်လာခဲ့ပေမဲ့ဂရူးနဲ့ရော့ကက်တို့နဲ့တူတိုက်ခိုက်ပြီးတော့တေဆုံးသွားခဲ့ပါတယ်တာနိုကဓပောင်းဘိုရဲ့ဘိုင်ဘွေနီရဲ့အရင်ပြောကြနေတဲ့အူတိုင်ကိုရှာဖွေဖို့သူ့ရဲ့စွမ်းအားတွေကိုအသုံးပြုခဲ့ပါတယ်အဲဒါကြောင့်စပိုက်ဒါမန်ကလည်းရန်သူကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီးတော့သူ့ရဲ့အပေါ်ကိုကြောက်တုံးတွေပစ်ချခဲ့ပါတယ်ဒါပေမဲ့တာနိုကအသက်ရှင်ခဲ့ပြီးတော့တီချယ်လာကသူ့ကိုဓပောင်းဘိုတွေကိုတိုးချဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတီချယ်လာစကြဝဠာကိုကယ်တင်ဖို့အတွက်တာနိုနဲ့တူဓပောင်းဘိုတွေကိုခုံချဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတကယ်ချင်းဆလို့နင်းနာခံပြီးတဲ့နောက်ပိုင်းမှာဖီတာပါကာစစ်ပွဲပြီးဆုံးပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့အမှန်တရားတော့ဒါအစပဲရှိသေးတာပဲဖြစ်ပါတယ်ကြောက်တုံးတွေကနေထွက်လာတဲ့စွမ်းအင်ကကဘာမြေပတ်လည်မှာအတားဆီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီးတော့လက်တစ်ဘွားကိုပုတ်ပြက်ပိုက်ပြက်ဖြစ်စေခဲ့ပါတယ်ကဘာမြေမျက်နှာပြင်ကနေရှင်းလင်းမခံရမီစက္ကမိုင်းအလိုမှာစပိုက်ဒါမန်နဲ့စကော့လန်တို့ဟာခပါတက်ရဲ့မော်စရာတွေကပေါ်တက်တစ်ခုကနေစစ်ကောင်ကနေခံခဲ့ရပါတယ်မြေပြင်ကိုရောက်တဲ့အခါမှာတော့ကမ်လာအလက်စီကိုကူညီဖို့ကြိုးစားခဲ့ပေမဲ့သူက48နာရီမပြည့်ခင်မှာပဲသူ့ဇနီးရဲ့တမီးကိုဆွရှုံးခဲ့ရတဲ့အတွက်အသက်ရှင်ခြင်းစိတ်မရှိတော့ဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့ तू ကမရှင်ကိုပြီးဆုံးအောင်လုပ်ဖို့မိုလီနာနဲ့လီယိုနာတို့ကအချင်းချင်းအသက်ဆုံးရှုံးမှာမဟုတ်ဘူးလို့ပြောပြီးတော့သူ့ကိုစီးအောင်နိုင်ခဲ့ပါတယ်နျူအခါရဲ့ဂိတ်ကိုရောက်တဲ့အခါမှာတော့ तू ကရှင်းလင်းမှုကြိုးစားခဲ့တဲ့သူတွေရဲ့အကူအညီနဲ့ရှင်သန်ခဲ့တဲ့ဇီမိုကဖုတ်ကောင်တစ်ကောင်ချိတ်ကက်လာတာကိုမြင်ပြီးတော့သူ့စာတရရက်ကိုတတ်ပါလို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူတို့တွေမလုံရှားမိမှာပဲလှန်တစ်ချောင်းကဇိုမီရဲ့အုံနောက်ကိုထိုးပေါက်လိုက်ပြီးတော့ဖဲဂါရီပေါ်လာပြီးတော့သူတို့ကိုကြိုးဆိုခဲ့ပါတယ်လူသားတွေပါဝင်တဲ့အဖွဲကိုမြင်တဲ့အခါမှာအမျိုးသမီးကအခါနဖျားတွေအတွက်သာခိုလဝံဖြစ်တယ်လို့ပြောပြီးတော့သူတို့ထွက်သွားဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာခွန်ရှူကသူ့ကိုယ်သူမိတ်ဆက်ခဲ့ပြီးတော့ဖဲဂါရီကလည်းသူမကလာနဖျားရဲ့ရှေ့မှာရက်နေတာကိုသိလိုက်ရပါတယ်အဲ့မလို့သူမအခါသားတွေကိုဂိတ်တွေဖွင့်ဖို့အမိန့်ပေးခဲ့ပါတယ်ဝေါ်ရီယာမပြောပုံအရဒီနေရန်တွေကသူမရဲ့လူမျိုးတွေကိုနေနေကျနေထိုင်နိုင်စေခဲ့ပါတယ်အားကြောင့်မလို့သူတို့ကအမြဲတမ်းပွဲတော်ကျင်းပဖို့အတွက်ပဲလုပ်နေခဲ့ကြပါတယ်ကောက်ပွဲခမ်းမှာလမ်းလျှောက်နေချိန်မှာခမလာဟာတော်ကိုတွေးလိုက်ရပြီးတော့သူ့စီကိုချင်းကပ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်ဒါမဲ့ဖဲဂါရီယာမိုးကျွတ်နှစ်ဖျားဟာတာနိုနဲ့တိုက်ခိုက်ပြီးတဲ့နောက်ဘယ်သူနဲ့မှစကားမပြောတော့ဘူးလို့ပြောပြခဲ့ပါတယ်ရုပ်တရက်ဖန်နာမက်ဆီမောဟာလူအုပ်ထဲကနေပေါ်ထွက်လာပြီးတော့ခမလာကသူမဟာရှင်သက်သူမဟုတ်တဲ့ဘေးမှာဖြစ်တာကိုသိတာမလို့တိုက်ခိုက်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့စွမ်းအားတွေကိုအသုံးပြုလိုက်ပြီးတော့သူ့ကိုယ်သူကုသခဲ့တယ်လို့ပြောပြီးတော့ကဘာချိုးပြုတ်ပြမှုသူမရဲ့စွမ်းရည်တွေကိုအသုံးပြုနိုင်တယ်လို့ပြောပြခဲ့ပါတယ်ဘာသာပြောဖို့အရာဝကန်နာမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရကဒီကဘာကိုပုတ်သွင်းနိုင်လောက်အောင်စွမ်းရည်တွေကိုထုတ်လုပ်ခဲ့ပေမဲ့တစုံတစ်ယောက်ကသူတို့အကျိုးအတွက်ခိုးယူသွားခဲ့တယ်လို့ပြောခဲ့ပါတယ်သူတို့အနိုင်ယူဖို့အတွက်စကားလက်ဝက်ကနဖျားတွေရဲ့စွမ်းအားရှိတဲ့စစ်တပ်တစ်ခုကိုလိုအပ်ပါတယ်အဲဒါကြောင့်မလို့ဗကာရီယာသူမအခါသားတွေကိုပွဲခံစေခဲ့တဲ့အကြောင်းအမှန်ကိုသိရှိလိုက်ရပါတယ်သူတို့စားတဲ့အစားအစာကနေတစ်ဆင့်ဘာနာနဖျားအားလုံးကိုဖောက်ကောင်နေအဖြစ်ကိုပြောင်းလဲလိုက်ပြီးတော့ခမလာကိုသူမရဲ့စစ်တပ်မှာပူပေါင်းဖို့အတွက်စီးရုံးမှာတော့တယ်အဲ့ဒီအချိန်မှာသူမကဝန်နာကိုတိုက်ခိုက်ပြီးတော့ဗကာရီယာတော့ဘလိတ်နဲ့သူ့တကယ်ချင်းတွေကိုအခါဆိုမီတွေတိုက်ခိုက်ပြီးလွတ်မြောက်အောင်ကြိုးစားကြပါတော့တယ်တိုက်ပွဲအတွင်းမှာဇီမိုကတက်ခံခဲ့ရပြီးတော့သူ့ရဲ့ကိုယ်ခန္ဓာကိုထပ်ပိုင်းဆုပ်ပြန်ခဲ့ရပါတယ်သူ့ဖွဲ့တဲ့အလူတအူးဖြစ်တဲ့တီဂျေတရားရဲ့ကိုယ်စားလှယ်ကရှစ်လိုက်ခံရတာကိုမြင်လိုက်ရတဲ့အခါဂျင်မီကလည်းဒေါသရန်ထွက်သွားခဲ့ပြီးတော့အားလုံးစတင်ပြီးတော့ပြစ်ခတ်ပါတော့တယ်အဲ့ဒီအချိန်မှာဇိုမီတွေကသူ့ကိုဝိုင်းရံခဲ့ပြီးတော့သူကလည်းဝိုင်းမြုပ်ခံခဲ့ရပါတယ်ထောက်ဇိုမီတွေဝိုင်းနေတာကိုမြင်လိုက်တဲ့အခါဗဂရီယာတိုက်ပွဲကိုရှုံးနေပြီဆိုတော့သိလိုက်ရပြီးတော့အသက်ရှင်ကျန်တဲ့သူတွေကိုသူမရဲ့လူမျိုးတွေကဘာမြေကိုရောက်ရှိဖို့အသုံးပြုခဲ့တဲ့တင်မောစီကိုလိုက်ပြပေးခဲ့ပါတယ်ကူပေါပေါကိုဖျက်ပြီးတဲ့နောက်မှာတော့ခမလာတကားကိုပိတ်ဖို့သူမရဲ့စွမ်းအားတွေကိုအသုံးပြုခဲ့ပြီးတော့အလက်စီကိုလှေကနေဆင်းဖို့အတွက်ကူညီပေးခဲ့ပါတယ်ပွဲခမ်းမကိုရောက်တဲ့အခါသူကအစကသားရင်းနဲ့တူပွဲခံပြီးတော့ကူးဆက်ခံခဲ့ရပါတယ်ဇိုမီတွေချစ်ကလာတာကိုမြင်လိုက်တဲ့အခါရှက်ကြီးနဲ့ကီရီတို့ကသူတို့ရဲ့လက်စွပ်တွေကိုအသုံးပြုပြီးတော့ဇိုမီတွေရဲ့အပေါ်မျက်နှာချက်ကိုဖြိုချခဲ့ပါတယ်အဲ့ဒါပြီးတော့တင်မောတဲ့ကိုမဝင်ခင်မှာခမလာရက်ခါရီရဲ့ပြောင်းလဲနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူမကယ်တယ်ဖို့ဒီလည်းမရှိတော့ဘူးဆိုတော့သိလိုက်ရပြီးတော့အဲ့ဒီကနေထွက်ခွာဖို့အတွက်တင်မောတဲ့ကိုမဝင်ခင်မှာသူ့ကိုနှုတ်ဆက်ခဲ့ပါတယ်သူတို့ဘွဲကဂူရင်ကနေထွက်ခွာတော့မယ့်အချိန်မှာဘန်နာကသူမရဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့တင်မောကိုပြန်ပေးဆွဲခဲ့ပေမဲ့နောက်ဆုံးတိုက်ပွဲကိုတိုက်ခိုက်ဖို့ပေါ်လာတဲ့တော့ကလည်းရောက်လာတာကြောင့်အောင်းသွားခဲ့ရပါတယ်ဝင်နာဝိုးမှာထားဖို့သူ့ရဲ့စွမ်းအားတွေကိုအသုံးပြုနေချိန်မှာမိုးချိုနှစ်ဖျားဗဂရီကိုခမလာကိုဘေးကရအောင်ခေါ်သွားဖို့အမေးပေးခဲ့ပြီးတော့သူတို့ဘွဲကအာဂါသတွေကိုဦးတည်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဖွဲ့ကနိုဗိုကော့စီကိုအချက်ပြစနစ်နောက်ဆုံးတော့ပို့နိုင်ခဲ့ပြီးတော့ချက်ချင်းပဲသူတို့ရဲ့တုတ်ပြန်မှုကိုရရှိခဲ့ပါတယ်ဒီအလေးအောင်အားလုံးကသူတို့ရဲ့ဦးတီအောင်ညွှန်ပြနေရဆိုတော့မြင်လိုက်တဲ့အခါဗဂရီကဂျိုသားတွေကြားမှာစစ်သားတွေကဒီအချိန်တစ်ချောင်းလုံးကဘာမြေကိုပြန်တန်းနေခဲ့တယ်ဆိုတော့သိလိုက်ရပြီးတော့လူသားတွေကိုတိကျခွဲခြားခံထားရတယ်ဆိုတော့တွေ့ရှိခဲ့ရပါတယ်သူတို့ရဲ့ကဘာကိုပြန်လည်ထူထောင်မှုကူညီမဲ့အစားနိုဗိုကော့တွေကသူတို့ကိုပြစ်တင်ရှုတ်ချခဲ့ပြီးတော့ကဘာဂျိုကနေထွက်ပြေးဖို့ကြိုးပမ်းမှဘသူ့ကိုမဆိုရှင်းလင်းတုတ်တင်ပြစ်မယ်လို့ပြောကြားခဲ့ပါတယ်နိုဗိုကော့ရဲ့မစ်ရှင်ကကဘာမြေကိုကယ်တင်မှုမဟုတ်ဘဲနဲ့ဇိုမီကက်ရောဂါဟာစကြဝဠာရဲ့ကျန်တဲ့နေရာတွေကိုမပြန့်ပွားအောင်လို့ကာကွယ်ဖို့ပဲဖြစ်တယ်ဆိုတော့သိရှိခဲ့ရပါတယ်သူမရဲ့တင်မောဖျက်ဆီးခံရချိန်မှာခမလာအဖွဲ့သားတွေပတ်လည်မှာဒိုင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်
အဲ့ဒါပြီးတော့ပောက်ကွဲသားတဲ့နောက်ပိုင်းမှာသူ့ဖွဲ့ကလေဒီတွေကိုပြန်လဲပြုတ်ကျသွားခဲ့ပါတယ်ပြုတ်ကျနေချိန်မှာသူတို့ကိုကာထားတဲ့ဒိုင်းကလည်းကွဲသွားပြီးတော့သူတို့ဖွဲ့ကသမုတ်တရားတွေကိုပြုတ်ကျတော့မှအချိန်မှာရုတ်တရက်မှော်ပေါ်တဲ့တစ်ခုကနေတစ်ဆင့်သူတို့စပိုင်ဒါမန်နဲ့အမ်မန်တို့ရှိတယ်ခမာတက်ကိုရောက်သွားခဲ့ပါတော့တယ်မင်းတို့နဲ့စကားပြောနေချိန်မှာသူတို့ဖွဲ့က Infinity Stone တွေပျက်စီးပြီးတဲ့နောက်စွမ်းရည်တွေပြည့်နေတဲ့မှုန်လိုင်းတစ်ခုကကဘာချိုပေါ်မှာပြန့်နှံ့သွားပြီးတော့တူလန်ကျောင်းမှာရှိတဲ့အရာအလုံးဖျက်ဆီးခဲ့တယ်ဆိုတော့သိလိုက်ရပါတယ်ဒီစွမ်းရည်ကိုထိန်းချုပ်ဖို့အတွက်ဖြစ်စမြအရာအလုံးကိုလှုပ်ဆောင်မှုဆုံးဖြတ်ထားတဲ့ Bruce Banner ဟာသူ့ကိုယ်သူစွမ်းရည်တွေကိုစုပ်ယူဖို့လုပ်ခဲ့ပြီးတော့ကဘာတွေကိုဖန်တီးနိုင်သူဒါမှမဟုတ်ဖျက်ဆီးနိုင်တဲ့စွမ်းရည်တွေကိုတည်ဆောင်သူဖြစ်လာခဲ့ပါတယ်ဝန်သားရဲ့ညီမချက်ကတော့ဟော့အနိုင်ယူဖို့နဲ့သူ့အတွက်အာဏာကိုသိမ်းယူဖို့ခွန်အားအလုံးလောက်ရှိတဲ့စစ်တပ်တစ်ခုကိုစူးစီးဖို့ပဲဖြစ်ပါတယ်အခုဒီမစ်ရှင်ကိုပြီးမြောက်ခဲ့ပြီဖြစ်တာမလို့သူမဟာတင်မောစီကိုသွားနေပါပြီအဲ့ဒါကြောင့်မလို့မိုင်နိုတော့ကမ်မလာနဲ့သူမရဲ့အဖွဲ့ကိုသူမကိုတားဆီးဖို့အကူအညီတောင်းခဲ့ပါတယ်ဇိုမီစစ်တပ်ချင်းကန်းလာတာကိုမြင်တဲ့အခါဟော့ကသူတို့မချင်းကန်းနိုင်အောင်လို့သူ့ရဲ့စွမ်းအားတွေကိုအသုံးပြုခဲ့ပြီးတော့သူတို့ကိုမထိပဲနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်သူမရဲ့လူတွေဖျက်ဆီးခံနေရတာကိုသိလိုက်ရတဲ့အခါဗန်နာပယ်လယ်မြို့ကိုတိုက်ပွဲစီကိုယူဆောင်လာခဲ့ပြီးတော့ဟော့ရေထဲကဖုတ်ကောင်တွေကတိုက်ခိုက်ခဲ့ပေမဲ့သူကမကြခင်မှာပဲသူ့ကိုယ်သူလွတ်မြောက်နိုင်ခဲ့ပါတယ်ဗန်နာကသူမရဲ့လှုပ်ဝဲလက်နက်ကိုအသုံးပြုဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့အေးမကောင်တွေကိုတင်မော့ကိုချိန်မုံဖို့အတွက်ဆေလွတ်ခဲ့ပေမဲ့သူတို့ကလည်းအလွယ်တကူရှင်းလင်းခံခဲ့ရပါတယ်အခါသားတွေနဲ့တိုက်ပွဲအတွင်းမှာဟော့ဒဏ်ရာရခဲ့ပေမဲ့စစ်ပွဲကိုရှုံးနိမ့်လောက်အောင်တော့မဟုတ်ခဲ့ပါဘူးအဲ့ဒါမလို့သူမရဲ့အောင်ပွဲကိုတေချာစေဖို့အတွက်ဗန်နာစစ်တင်မောတစ်စင်းကိုအသုံးပြုပြီးတော့ Bruce ကိုဘုံရာနဲ့ချီပစ်ထုတ်ခဲ့ပါတယ်သူတည်ဆောင်ထားတဲ့စွမ်းရည်အားလုံးကိုခိုးယူဖို့အတွက်သူ့ကိုချက်ကပ်ခဲ့ပါတယ်ဒါမဲ့စကားလက်ဝက်ကသူ့ကိုမထိခင်မှာကမ်မလာနဲ့သူမရဲ့မိတ်ဆွေတွေကလည်းပေါ်လာပြီးတော့ဟော့မထိအောင်တားဆီးဖို့လုပ်ပါတော့တယ်ဆိုမီအုပ်ကြီးချင်းကလာတော့မြင်တဲ့အခါကမ်မလာသူတို့တဝက်စီဖက်တော့ဖို့ဓာတ်တစ်ချောင်းကိုဖန်တီးခဲ့ပြီးတော့သူမတငယ်ချင်းတွေတိုက်ပွဲတွင်းမှာကွဲသွားဖို့အချိန်ဆွဲပေးခဲ့ချိန်မှာမီနိုတာနဲ့စကော့လန်တို့ဟာဇိုမီတွေကိုဖျက်ဆီးဖို့သူတို့ရဲ့ခေါင်းတွေကိုအသုံးပြုခဲ့ပါတယ်စပိုင်ဒါမန်သူ့ရဲ့ပိတ်ကူမြင်ကိုပြစ်လွတ်လိုက်ပြီးတော့ဇိုမီတွေရဲ့ခေါင်းကိုဖျက်ထုတ်ခဲ့ပါတယ်အဲ့ဒီချိန်မှာသူတို့နဲ့တူပါလာတဲ့မော်ဆီယာမာကစစ်သမောတွေပြက်ခတ်တာကိုရပ်ဖို့ပေါ်တယ်တွေဖွင့်ပေးခဲ့ပြီးတော့သူတို့ဖောက်ခွဲပြစ်နိုင်ခဲ့ပါတယ်အမ်မန်ဟာဟောစီကိုချင်းကပ်လာတာကိုမြင်လိုက်တဲ့အခါမှာပီတာပါကာဟာသူ့ကိုထိန်းချုပ်ဖို့အတွက်ကြိုးစားရင်းနဲ့သူ့ရဲ့ပိတ်ကူမြင်တွေကိုအသုံးပြုခဲ့ပြီးတော့သူ့ရဲ့လက်သီးကိုဆွဲကင်နိုင်ခဲ့ပါတယ်စပိုင်ဒါမန်ဟာသူ့ရဲ့ရန်သူကိုသူ့မျက်နှာကိုတိုက်ခိုက်ခဲ့တဲ့ချိန်မှာကမ်မလာကဝက်ကိုတိုက်ခိုက်ခဲ့ပြီးတော့ဗေဂရီကတော့သူ့ရဲ့အုံနောက်ကိုရောက်ရှိဖို့သူ့ရဲ့လက်သီးတွေဝင်ရောက်ခဲ့ပါတယ်သူ့ရဲ့ခေါင်းကိုရောက်ပြီးနောက်မှာတော့အစကသူကသူ့ကိုဖောက်ခွဲပစ်ဖို့သူမရဲ့ဓားတွေကိုအသုံးပြုခဲ့ပြီးတော့ဘလက်ကအမ်မန်ကိုခန္ဓာကိုတဝက်စီဖျက်တောက်လိုက်ပါတယ်ကမ်မလာအားနဲ့အောင်ကြိုးစားဖို့အတွက်ဘန်နာကသူမရဲ့တငယ်ချင်းတွေကိုသူမကိုတိုက်ခိုက်ဖို့ဆေလွတ်ခဲ့ပါတယ်အဲဒီနောက်မှာတော့ထော်ရာမဝင်နာဘက်ကိုရောက်ရှိသွားပြီးတော့တိုက်ပွဲတွေကိုဝင်ရောက်လာခဲ့ပါတယ်ဟော့အနေကြုံနေရတာကိုမြင်တဲ့အခါဘလက်ကသူ့ရဲ့ဓားနဲ့မိုးကြိုးနဲ့ဖျားစီကိုအလှည့်မြတ်သွားခဲ့ပေမဲ့သူ့ကိုချင်းကပ်ဖို့အခွင့်အရေးမရခင်မှာပဲမီးလောင်ကျွမ်းသွားခဲ့ပါတယ်တော်ရဲ့တိုက်ခိုက်တာကိုခံရပြီးတဲ့နောက်မှာဘရုစ်ဟာတူကိုတားဆီးနိုင်ခဲ့ပြီးတော့သူ့ရဲ့ပြိုင်ဘက်ခေါင်းကိုရိုက်နှက်ခဲ့ကကဘာမီဘေစီကိုပြန်ပစ်လိုက်ပါတယ်ဒီတစ်ချက်တည်းနဲ့ဟော့ကသူ့ရဲ့ပြိုင်ဘက်ခေါင်းကိုဖျက်ဆီးလိုက်ပါတယ်အဲ့ဒီအချိန်မှာဘန်နာဟာနောက်တစ်ချိန်ချင်းကပ်လာခဲ့ပါတယ်သူ့ကိုထိတွေ့လိုက်တဲ့အခါစကားလက်ဝဲကတင်မောရဲ့စွမ်းအားတွေကိုဆုပ်ယူလိုက်ပြီးတော့ကမလာသူမရဲ့တငယ်ချင်းအားလုံးကိုဇိုဘီစစ်တပ်ကရှင်းလင်းနေတာကိုမြင်လိုက်ရပါတယ်ဘန်နာတိုက်ပွဲကိုအနိုင်မရအောင်တားဆီးဖို့အတွက်ကြိုးစားရင်ကမလာသူမကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့ရိုက်ချက်တွေကထိရောက်မှုမရှိခဲ့ပါဘူးအဲ့ဒီချိန်မှာပဲဝင်လာနောက်တစ်ချိန်ကမလာကိုသူမရဲ့အစီအစဉ်မှာပူပေါင်းပေးဖို့အတွက်စီးရုံမှုကြိုးစားပြီးတော့လူသားအားလုံးကိုကယ်တင်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ပဝေးချေကိုကြည့်လိုက်တဲ့အခါကမလာသူမရဲ့တငယ်ချင်းတွေတယောက်ရှင်းလင်းခံနေရတာကိုမြင်လိုက်ရပြီးတော့သူမရဲ့အနှစ်သက်ဆုံးစူပါဟီးရိုးဖြစ်တဲ့စပိုင်ဒါမန်တောင်မှာအေအမ်ဆိုမီရဲ့ဝါမျိုးတာကိုမလွတ်မြောက်နိုင်တော့ဘူးဆိုတော့သိလိုက်ရပါတယ်အဲ့ဒါမလို့စိတ်ပြက်အားငယ်မှုနဲ့ကမလာဟာဘန်နာရဲ့လက်ကိုကင်လိုက်ပြီးတော့ဘန်နာဒီစကြဝဠာကိုပြန်လည်စတင်လိုက်ပါတယ်သူမနိုးလာတဲ့အခါကမလာသူမအမေရဲ့အတန်ဟာသူမတငယ်ချင်းတွေရောက်ရှိနေတယ်လို့ပြောတာကိုကြားလိုက်ရပြီးတော့သူတို့ကိုပွေ့ဖက်ဖို့အတွက်ပြေးသွားခဲ့ပါတယ်ခက်တီနဲ့ရီရီတို့နဲ့အတူသူမရဲ့အနှစ်သက်ဆုံးအေးကိုတောက်နေချိန်မှာကမလာလက်တစ်ဘွားရဲ့ပုံတွေကိုစတင်မြင်တွေ့လာပြီးတော့သူမကြုံတွေ့နေရတဲ့အရာအားလုံးဟာအမှန်တကယ်မဟုတ်ဘူးဆိုတော့သိရှိလိုက်ရရင်လည်းပဲဇလန်းလေးကလည်းဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရောကမလာဟာဘန်နာရဲ့ထိချုံမှုအောက်ကနေပဲရုံထွက်သွားနိုင်မလားဘန်နာပဲသူ့ရဲ့အစီအစဉ်နဲ့အောင်မြင်သွားမလားဆိုတော့ကောမန့်မှာဆွေးနွေးပေးသွားခဲ့ကြပါဦးဗျအခုတက်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်เนาะ like အသေးလေးတွေလုပ်သားပေးပြီးတော့ဒီလိုဗီဒီယိုလေးတွေအမြဲကျွန်တော်တင်ဆက်ပေးနေတာမလို့အမြဲကြည့်ချင်နေဆိုရင် subscribe နဲ့ follow တွေလုပ်သားခဲ့လို့ရပါတယ်ကြိုက်နေတတ်တဲ့ဗီဒီယိုလေးတွေကို share ပြီးတော့ channel လေးကိုလည်း support ပေးနိုင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်